started in February 2017 when Hope was cleaning out her shed and came into contact with mice droppings. ထိုင်းနိုင်ငံမြို့သားကူးစက်ယောဂဆိုင်ရာကော်မတီ NCDC ဟာဟန်တာဗိုင်းရပ်ယောဂကိုအန်ဒီရရှိယောဂအဖြစ်တရားဝင်အတည်ပြုသတ်မှတ်လိုက်တယ်လို့2026ခုနှစ်မေလ15ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ဒီဗိုင်းရပ်ဟာပြင်းထန်တဲ့အဆုတ်ရောင်ယောဂနဲ့ကြောက်ကပ်ပျက်စီးမှုတွေကိုဖြစ်စေနိုင်ပြီးအချို့မျိုးစိတ်တွေဟာလူအချင်းချင်းကူးစက်နိုင်ခြေရှိတာကြောင့်အခုလိုအဆင့်မြင့်တင်စောင့်ကြည့်ရတာဖြစ်ပါတယ်။ဒါကြောင့်ဟန်တာဗိုင်းရပ်ဟာထိုင်းနိုင်ငံရဲ့အထူးတတိထားရမယ့်ယောဂစီးမှာ14ခုမြောက်ယောဂဖြစ်လာပါတယ်။ယောဂထိန်ချုပ်ရဲ့အစီအမံသစ်တွေအရတန်ရာဖြစ်ပွဲလူနာတွေ့ရှိပါကောင်3နာရီအတွင်းအစီရင်ခံရမှာဖြစ်ပြီး12နာရီအတွင်းယောဂစုံစမ်းမှုတွေစတင်ရမှာဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ယောဂပိုးရှိသူတွေနဲ့ထိတွေ့ခဲ့တဲ့အန်ဒီရရှိသူတွေကို40ရက်တိုင်တိုင် quarantine ထားရှိပြီးစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ယောဂလက္ခဏာတွေအနေနဲ့အဖျား38ဒီဂရီကျော်လွန်အောင်ချမ်းသုံးအောင်ခေါင်းကိုက်တာဘိုက်အောင်အောင်အောက်အန်တာဝမ်းလျှောတာနဲ့ကြက်သားနာကျင်တာတွေဖြစ်တတ်ပြီးပြင်းထန်မှာကအသက်ရှူရခက်ခဲကသေဆုံးနိုင်တဲ့အထိအန်ဒီရရှိပါတယ်။ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့နိုင်ငံတကာဝင်ပေါက်ထွက်ပေါက်တွေမှာစောင့်ကြည့်စစ်ဆေးမှုတွေကိုတိုးမြင့်ထားသလိုဆေးရုံတွေမှာလည်းကုသမှုလမ်းညွှန်တွေကိုပြင်ဆင်ထားပြီးဖြစ်ပါတယ်။ကြွက်တွေနဲ့ထိတွေ့ဘူးသူတွေဒါမှမဟုတ်ယောဂပြန့်ပွားရာဒေသကနေပြန်လာပြီးနောက်အဖျားကြီးတော့အသက်ရှူရခက်ခဲတာမျိုးဖြစ်လာရင်ဆရာဝန်နဲ့ချက်ချင်းပြသဖို့တိုက်တွန်းထားပါတယ်။ထိုင်းနိုင်ငံရဲ့ယောဂဆောင်ကြည့်ရေးစနစ်ကိုယုံကြည်စိတ်ချဖို့နဲ့ယောဂအမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက်ခီးသွွားရာဇဝင်တွေကိုအမှန်တိုင်းပြောပြဖို့လည်းအရာရှိတွေကတတိပေးထားပါတယ်။